မြန်မာနိုင်ငံပါဝင်အာရှတလွှားမှာကိုလိုနီခေတ်ကအလွန်ကြော်ကြားခဲ့တဲ့ဥရောပစတိုင်အစင်းမြင့်ကုန်တိုက်ကြီးဖြစ်ပါတယ်။ကိုလိုနီခေတ်ကဖယ်ရာလန်လို့ခေါ်တဲ့ပန်ဆိုဒန်လန်နဲ့ကုန်တယ်လန်တောင်မှာရွှေပန်းအဆောက်အဦကြီးကိုတတိထားမိကြပါလိမ့်မယ်။အစိုးရရုံးတွေဘဏ်တွေစတဲ့ကိုလိုနီခေတ်အဆောက်အဦအဟောင်းတွေကြားမှာမြင့်လဲမြင့်အသစ်လဲဖြစ်နေတော့ချင်းကနေတည်တာတယ်။19ရာစုနှောင်းပိုင်းကတော့ဒီနေရာမှာရိုးကုန်တိုက်နဲ့ခေတ်ပြိုင် White Way and Lake Law ဆိုတဲ့ကုန်တိုက်ကြီးရှိခဲ့ဘူးတယ်။ White Way ကုန်တိုက်ဆိုတာဆရာမင်းသိန်ခစာအုပ်တွေဖတ်ရင်းရင်းနှီးနေတယ်လို့ပို့စကတ်အဟောင်းတွေရဲ့အောက်ဖက်မှာ White Way and Lake Law Company ဆိုပြီးရေးထားတာမျိုးလဲတွေ့ဖူးတယ်။ဘာကြောင့်လဲဆိုရင်ဒီကုန်တိုက်ကြီးကနေရန်ကုန်နဲ့မြန်မာပြည်အနှံ့ရိုက်ကူးထားတဲ့ဓာတ်ပုံတွေကိုရောင်စုံပို့စကတ်များအဖြစ်ထုတ်ဝေဖြန့်ဖြူးရောင်းချခဲ့လို့ပါပဲ။ White Way and Lake Law ဆိုတာစကော့တလန်လူမျိုးစီးပွားရေးလုပ်ငန်းရှင် Robert Lake Law နဲ့ Edward White Way တို့က1882ခုနှစ်မှာအိန္ဒိယနိုင်ငံကာလာကတာမြို့မှာစတင်တည်ထောင်ခဲ့ပြီးမြန်မာနိုင်ငံပါဝင်အာရှတလွှားမှာကိုလိုနီခေတ်ကအလွန်ကြော်ကြားခဲ့တဲ့ဥရောပစတိုင်အစင်းမြင့်ကုန်တိုက်ကြီးဖြစ်ပါတယ်။အဓိကအားဖြင့်ဗြိတိန်နဲ့ဥရောပမှတင်သွင်းတဲ့အိမ်သုံးပစ္စည်းများဖနက်အဝတ်အထည်နဲ့အစင်းမြင့်လူသုံးကုန်ပစ္စည်းတွေကိုရောင်းချခဲ့ပါတယ်။ကျမတို့ငယ်ငယ်ကအိမ်မှာသုံးတဲ့ပကံတွေကို White Way အကြီး White Way အသေးဆိုပြီးအမေကခွဲထားတာတွေ့ဘူးတယ်။ White Way ဆိုတာဘာကိုပြောမှန်းသေချာမသိဘူး။နောက်မှကုန်တိုက်နာမည်ကိုပြောတာမှန်းသိရတာဆိုပြီးဓာတ်ပုံအဟောင်းတွေအောက်မှာ White Way နဲ့ပတ်သက်လို့မှတ်ချက်ရေးကြတာမျိုးဖတ်ဖူးပါတယ်။ White Way ကုန်တိုက်ကိုတိုင်လုံးကြီး20ကျော်နဲ့တိစောက်ထားပြီးပေါ်တီကိုနဲ့ရန်တာပါလို့တမျိုးထူးခြားဆန်းသစ်တယ်။1964မှာတခြားကုန်တိုက်များနည်းတူပြည်သူပိုင်သိမ်းခံရပြီးနောက်ပိုင်းမှာတော့ကုန်သွယ်လေယာရုံးဖြစ်လာတယ်။2000ခုနှစ်လောက်အထိအစာအုပ်အဟောင်းရှိသေးတော့ကျွန်တော်တို့လည်းကောင်းကောင်းမိလိုက်မြင်ဖူးလိုက်ပါသေးတယ်။အဲ့ဒီအချိန်ကဒီပေါ်တီကိုကြီးအောက်ဖက်ပတ်လည်မှာကုန်သွယ်လေယာရဲ့တက်တာဆိုင်တွေအဖြစ်ပီတိဆိုတဲ့နာမည်နဲ့သပင်ညက်ဆိုင်စာအုပ်ဆိုင်လက်ဖက်ရည်ဆိုင်တွေရှိတယ်။2000ခုနှစ်မှာရုံးမီလောင်ရာကနေပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းမရှိတော့ပဲမူလအစာအုပ်အဟောင်းကြီးကိုဖြိုချကအသစ်ဆောက်လုပ်ခဲ့ရမှယခုမြင်ရတဲ့ရွှေပန်းဆိုပြီးဖြစ်လာခဲ့တာပါပဲ။